ကီလို3000ဝန်းကျင်မှာစီစားနှုန်းတက်တာတဲ့ 1.5 liter engine နဲ့မိသားစုစီးလို့ရမယ် luxury car တစ်စီးကိုရှာနေတဲ့လူကြီးမင်းတွေရှိပါလားခင်ဗျာဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ BMW 218i လေးနဲ့မိတ်ဆက်ပြောရမယ်ခင်ဗျာ2016 model ဖြစ်ပြီးတော့ multi purpose vehicle မျိုးစားဖြစ်တဲ့အတွက်ကြောင့်မို့လို့ 7 seater ပါပါတယ် 6-speed automatic transmission နဲ့မောင်းလို့ရပြီးတော့134 horsepower အထိထွက်ပါတယ်ခင်ဗျနေပြီးတော့ license ဖြစ်ပြီးတော့ 6M နဲ့စပါတယ်ဗျ BMW signature ဖြစ်တဲ့ 2 kidney grey BMW LED headlight Main size ကကြတော့ 22545 ပါမှာ ring size ကို83ပေးထားပါတယ် luxury line ဖြစ်ပါတယ်ပြတာဆိုကျွန်တော်ကားနောက်ခံအကြောင်းလေးပြောကြရအောင်ကဲနောက်ဖုန်းလေးကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒါအနောက်က cargo space ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းနေရာအကျယ်ကြီးရှိသေးတယ်ဒီဘက်မှာလည်း cargo space လေးရှိသေးတယ်ဒီဘက်မှာလည်း cargo space လေးရှိသေးရပေါ့နော်ဒီနောက်ခုံကြီးကိုခောက်သိမ်းထားတဲ့အနေထားမှာဆိုရင်1820လီတာအထိကျယ်ဝန်းတယ်ဒီနောက်ခုံမှာဆိုလို့ရှိရင်လည်းကျယ်ဝန်းကတော်တော်လေးကျယ်ဝန်းတာတွေ့ရတယ်ပေါ့နော်ပေါင်120ဝန်းကျင်ရှိတဲ့လူ2ယောက်လောက်ကတော့အသာလေးထိုင်လို့ရတော့တွေ့ရပါတယ်ဗျအဲလေတာကို Premium Dakota လေတာကိုအသုံးပြုပေးထားပြီးတော့ကားရဲ့ဘေးဘက်တွေနဲ့အရှေ့ဘက်တွေမှာ Wood Trim လေးကိုမှ Ambient Light လေးနဲ့လှဆင်ပေးထားပါတယ်အဲ့ဒီမှာဆိုရင် Media Control, Cruise Control, 1.5 inch ရှိတဲ့ Infotainment Screen, Aircon Fan 2ခု Sound Controller, Aircon Controller အောက်မှာဆိုရင်လည်း Cap Holder လေး2ခုပြင်မှာ Two Box လေးလည်းပါအောင်ပါသေးတယ် Harman Kardon Sound System ကိုအသုံးပြုပေးထားပြီးတော့ 2-seat motor နဲ့အတူ Driver Seat Memory လေးလည်းပါအောင်ပါတယ်နောက်ခန်းရဲ့အနေထားတော့မြင်တဲ့အတိုင်းပဲပေါ်မှာရောအရှိမရောအကျယ်ကြီးပဲပေါ့နော်ဒီဘက်မှာဆိုရင်လည်းဒီမှာ boot trim လေးကိုမှ ambient light လေးနဲ့အလှဆင်ပေးထားတာလေးတွေ့ရတယ်အဲဒီအရှိမဆိုလို့ရှိရင်ဒီမှာဒါမုတ်တွေပါ snacks တွေပါတင်စားဖို့ဒါမှမဟုတ်laptop တင်ပြီးအလုပ်လုပ်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်အဆင်ပြေပြေလုပ်လို့ရအောင်လို့ဒီဟာလေးပါတယ် cup holder လေးတစ်ခုလေးရှိတယ်ဒါလေးနှိမ့်နေဆိုလို့ရှိရင်လည်းဟောပုံမြင့်လိုက်လို့ရသေးတယ်ဒါလေးတော်တော်အဆင်ပြေရပေါ့နော်နောက်မှာမုတ်တွေပါစားတဲ့အခါကျတော့ပေါင်မတင်ပြီးစားကြမလို့တော့လိုလေးတင်ရုံပဲဒီဘက်မှာလေးတစ်ခုပါတယ်ဒီဘက်မှာလေးတစ်ခုပါတယ်ဒီမှာဆိုရင်လည်း Emirates လေးတစ်ခုရှိသေးတယ် Emirates လေးပြီးတော့ဒီမှာပစ္စည်းပါထည့်လို့ရမယ်စာရွက်တွေပါထည့်လို့ရမှာပေါ့နော်ဒီမှာကတော့ဒီမှာကပ်ဖို့တာလေး2ခုရှိမယ်အရှိမှာဆိုရင်လည်း Aircon Fan လေး2ခုပါဝင်သေးတယ်ဟုတ်ကဲ့ပါအခုတင်ဆက်ပေးရတဲ့ကားလေးကတော့ BMW 2 Series တဲ့ 218i အမျိုးအစားလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကားလေးကိုဝယ်ယူချင်တာပဲဖြစ်ဖြစ်စုံစမ်းမေးမြန်းချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ TS Auto ကား showroom ကိုလာရောက်ခဲ့ဖို့တော့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ TS Auto ရဲ့လိပ်စာကတော့အမှတ် 26B မင်းရဲကျော်စွာလန်14ရက်ကွက်ကြောက်ကုန်းရန်ကင်းမြို့နယ်ပါဖုန်းနံပါတ်တွေကတော့08914936 4210 9332ကိုဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အခုတင်ဆက်ပေးခဲ့တာတော့ TS Auto မှာဆက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာThank you.